ခေဘပ်အသီးဖြိုရည်ကော်ဖီနဲ့အခြားအစားအသောက်များကိုဒီမော့ဆိုင်မှာမစားလို့ရပါတယ်ဈေးနှုန်းကိုတော့မကန့်သတ်ထားပါဘူးနော်အလူငွေအဖြစ်အလူငွေပုံးထဲမှာထည့်ပြီးလူတန်းလို့ရတယ်လို့ဘဏ်အကောင့်ထဲကိုလွှဲပြီးလူတန်းလည်းရပါတယ်နော်လိုက်ပပြီးစားရှင်စပွဲအစားအစာများနဲ့ထိုင်းမြန်မာနိုင်ငံရှုခင်းတလလေးကိုကြည့်ရှုနိုင်ဖို့ဒီနေရာလေးကိုဖိတ်ခေါ်ပါတယ်နော်ဒီနေရာလေးကလာရတာလည်းမဝေးဘူးခက်လည်းမခက်ပါဘူးနော်တချီလိတ်ကနေတရားဖြတ်လက်မှတ်လုပ်ပြီးထိုင်းဘက်ကိုဝင်လာတာနဲ့ညာဘက်မှာရှိတဲ့ဆိုင်ကတက်စီကိုလိုက်ပို့ခိုင်းရင်လည်းရောက်နိုင်ပါတယ်ဒီအပေါ်ကိုကားနဲ့ဖြစ်ဖြစ်ဆိုင်ငယ်နဲ့ဖြစ်ဖြစ်တက်လို့ရတယ်လို့လမ်းလျှောက်တက်မယ်ဆိုရင်လည်းဒီလေကားအတိုင်းတက်လာရင်လည်းရပါတယ်နော်ဒီတောင်ပေါ်ကိုရောက်လို့လာရင်တော့မြင်တွေ့ရတဲ့ရှုခင်းနဲ့တိုက်ခတ်လာတဲ့လေပြေလင်းချင်းတွေများကြောင့်အမောကိုပြေးစေပါတယ်ဖျားရိတ်ကလည်းအရန်ကိုအေးချမ်းပါတယ်နော်ဒီနေ့ကတော့မိခိုးငွေတွေအများကြီးရှိနေတာကြောင့်မို့လို့ဘာမှသိမမြင်ရပေမဲ့လေအေးလေးတိုက်နေတာမို့လို့အတော့ကိုနေလို့ကောင်းပါတယ်ဒီနေရာကနေပြည်မြန်မာနိုင်ငံတာချီလိတ်မြို့ရဲ့တိုးတက်လှပနေတာကိုလည်းတွေ့မြင်ရပါတယ်ဟိုးဖက်တောင်ကတော့ကင်မီကောက်တောင်လို့ခေါ်ပါတယ်နော်နောက်နေ့ကျရင်အဲ့ကိုခေါ်တော့လဲမယ်ဒီနေရာလေးကိုတော့ဝတ်ဖတ်ထဖတ်ကြုံလို့ခေါ်ပါတယ်နော်လာရောက်ဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုအားပေးကြသူအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေနော်